ရောင်မင်းမလေးကတော့မီတာခအရန်ဈေးများနေကြလို့စိတ်ညစ်နေကြတဲ့သူလေးတွေဆိုလို့ရှိရင်မီတာခလုံးဝမကုန်တော့မယ်ဆိုလာမီလေးနဲ့ရောင်ပေးပါမယ်ရှင်ဒီမှာဒီဆိုလာမီလေးဆိုလို့ရှိရင် MRP brand Thai company ကထုတ်လုပ်ထားတဲ့ MRP brand 1000အားဖြစ်တဲ့အတွက်အဲ့ခန်းနေ33စိုင်ရှင်းမှာပဲ33လမ်းမီးအဖြစ်ပဲ33အရန်ကိုအဆင်ပြေတော့ထိန်လေးတညလို့နေ့ဘက်မှာအားသွင်းနိုင်ရင်တညဘက်မှာနေ့ဘက်မှာနေအောင်လေးနဲ့ပဲအားသွင်းထားညတညလုံးလင်းထိန်နေမယ်ဒါမျိုးဆိုလာမီလေးတစ်လုံးနဲ့เนาะဒါလေးကိုမိတ်ဆက်ပေးပါမယ်ရှင်ဒီဟာလေးဆိုလို့ရှိရင်ကကျိုးအရှိဆိုလို့ရှိရင်လည်း15ပေတောင်ပါတာဖြစ်တဲ့အတွက်ခဏခုနဒီနာရွှေ့နေကြမလို့အပြင်ကိုယ့်ရဲ့အိမ်ခေါင်မိုးလေးပဲဖြစ်ဖြစ်နေအောင်ရတဲ့နေရာမှာပဲဖြစ်ထားရုံနဲ့ကျိုးအရှိရလဲ15ပေတောင်တော့ဒါကိုယ့်ရဲ့အိမ်ခန်းထဲမှာလည်းသုံးလို့အဆင်ပြေမယ်ဆိုင်သမားတွေဆိုလို့ရှိရင်လည်းဆိုင်ရှေ့မီးဖြစ်ထုံးလားအရန်အဆင်ပြေရနော်ခြံမီးလမ်းမီးကိုယ့်အိမ်ရှေ့မှာဒီတပိုးရနေရကေမိုတာသုံးလားသုံးလို့လည်းအရန်အောင်ရပါတယ်နော်ဒီမှာမီးဖွင့်ပြပေးပါမယ်ဒီမှာမီးအားဆိုလို့ရှိရင်လည်းဒါအိတ်ခမ်းသုံးမယ်အိတ်ခမ်းသုံးမယ်ဆိုလို့ရှိရင်လည်းမီးအလင်းအားအရန်ကိုကောင်းပါတယ်ရှင်မပြီးကိုက remote control လေးနဲ့ပဲထားပြီးခလုတ်ထားပိတ်နေစရာကြိုးထားဖြုတ်နေစရာမလိုကိုအိတ်ရခဲကနေပဲအိတ်ခမ်းထဲကနေပဲ remote လေးနဲ့ပဲ control လုပ်လို့ရမယ်အပိတ်ဖွင့်ချိန်ကြီးမီးကိုလည်းအလင်းအမောင်ချိန်ကြီးလို့လည်းရအောင်မယ်เนาะပြီးလို့ရှိရင်သွားနိုင်ရစတတ်မှတ်လို့ရမယ်3နာရီဒီမှာပါမယ်3နာရီ5နာရီ8နာရီဆိုပြီးမီးထွန်းခြင်းတဲ့အချိန်ညဘက်ဆိုလို့ရှိရင်တော့တိုင်မှာတတ်မှတ်လို့ရတဲ့သဘောပေါ့เนาะအဲ့မျိုးလေးလည်းပါမယ်ပြီးလို့ရှိရင်ဒီဟာလေးကနေ့ဘက်အာသွင်းတာနေ့ဘက်မှာနေအောင်ချီနဲ့ပဲအာသွင်းတာညဘက်မှာအလိုအလျောက်ဖွင့်မဲ့အော်တိုစနစ်လေးလည်းပါအောင်မယ်ရှင်ဒါလေးကိုမှဈေးနှုန်းလေးက950ဘတ်ထင်နဲ့မင်းကရောင်းပေးမှာပါရှင်အရေးတွက်ဆိုတော့ဒီမှာမင်းအများကြီးချတာပေးပါလေเนาะဒါရှိလိလာအိုမိုင်းဆက်နာကောင်းမှုလို့နားရောင်းလို့ဆိုလို့ရှိရင်အရောင်းဝေချင်တဲ့မြင်ပို့ပေးပါလေရှင်။နော်မာယူချင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်3999984338 399668955493နဲ့ဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ရှင်။အော်ပြောဖို့တစ်ခုမေ့ပါလို့ဒီဟာလေးကလေတံမိုးတံလည်းခံပါတယ်နော်။မိုးရသည်အခုရှေ့ချောင်းမိုးရသည်မှာမိုးဆိုပါလို့လဲ short ဖြစ်သွားမှလဲစိုးရိမ်ကြမလို့ပါရှင်။လေတံမိုးတံခံနိုင်တဲ့စနစ်နဲ့အသုံးပြုတိစောက်ထားတာဖြစ်တဲ့အတွက်အကျန်းလဲခံပါတယ်ရှင်။